မင်္ဂလာပါဒီနေ့မှာဆိုတော့ဟာဟုတ်ကဲ့ဒီနေ့မှာဆိုတော့ကျွန်တော်တို့နှစ်ယောက်စောက်ထားတဲ့ဟာလေးလုပ်ထားပါတော့ကျွန်တော်နှစ်ယောက်စောက်တာအတန်ဝင်နေပြညမကြီးရမီးနဲ့မထုံးအောင်ပြဟဲ့ရောက်ဒီကဘာဖြစ်နေလဲသူကပပယာpost ပေါ့နော်သူ channel subscribe ပါကျွန်တော် channel ရောက်ပါမယ်ဟုတ်ကဲ့ဒီနေ့မှာကျွန်တော်စောက်ထားတဲ့အိမ်ကို rating ပေးပါဖြစ်ပါတယ်ကိုစောက်ပြီးကို rating ပေးရစားတယ်comment မှာလည်း rating လေးပေးခဲ့ကြပါ okay very well ဒါဘယ်လိုပြောရမလဲဒါပါစပင်းညက်ဆိုင်ဘာလာပြောနေရလဲအင်ကြီးထဲဆိုင်ဟုတ်တယ်အထဲဆိုင်ကျွန်တော်မြန်မာ craft drive fan ပါခိုင်တော့ပါကျွန်တော်ကိုယ်တိုင်စောက်ထားတာပူတတာ20ပူတတာ100ပူတတာ20ပူတတာ50ပူတတာ20ပူတတာ50ပူတတာ150ပူတတာ30ပူတတာ20ပူတတာ20ပူတတာဒီမှာရောင်းသူမဟုတ်ကောင်းတာဒါဒီမှာပူတတာရဲ့ထည့်ပေါ့နော်မထည့်ရင် तू က soft plot တီးမှာပေါက်လာရ soft plot တီးမှာဖြစ်ပါတယ် तू ကတော့ပစ္စည်းရန်ရှုပ် okay ဒါလေး rating ပေးကြပါကြီးတယ်ပေါ့ဒါနံပါတ်1နံပါတ်2အိမ်သွားပါဒါနောက်ပိုင်းအိမ်ရဲ့အများကြီးဆောက်ပါပါအခုကတိတ်ဆက်ဆောက်တော့မကြသေးပါဒါတော့ကျွန်တော်တို့နေမယ့်အိမ်ပါဟုတ်ပါရောအော်ရေမိုက်တယ်မလားမိုက်ရင် rating ပေးကြကြဒီမှာဓာတ်ဒီကားနဲ့ပါ up down ဒါဝင်နေမြောက်ဒါပေါ်တယ် okay ဒါကျွန်တော်ခံပါဗျာကျွန်တော်တို့ခံပါနော်ပြလို့တမနေ okay ပါကျွန်တော်တို့တတိပေါ့နော်တတိတွေကိုစောင့်ကျွန်တော်တို့စောင့်ကြည့်ခံစောင့်ကြည့် security နေစားရပါနော်ဒါညာပြကြလမ်းကြည့်လို့ရကောင်းလိုက်တာအောက်မှာငါရစင်းငါဆောက်ထားတာနေရာလုံးဆောက်ထားဖြစ်လားဟိုမှာဒါလည်းနံပါတ်2ပါအမလေးပြီးကြပါတက်လီကနေပဲပြဆက်လိုက်ပါဒီ okay နံပါတ်2ပြီးပါပြီ ready ပေးကြပါရမင်းဟဲ့ငါ့ channel subscribe လုပ်ထားတာလုပ်ထားဦးတယ်သူကျွန်တော် channel ကို subscribe မလုပ်ထားဦးတယ်သူ channel လုပ်ထားဦးတယ်တီးမင်းငါ channel subscribe လုပ်တီးတော့ကွာကိုပြောက်သွားလားဟဲ့ကိုပြောက်သွားတယ်သူငါရှိုင်းလိုက်တာကိုပြောက်သွားတယ်ဒီပိုရှင်တောက်တာလေးတော့တာရတယ်အဲ့ကောင်ပိုရှင်တောက်တာလားငါခုမှတည်းဒါကနံပါတ်3စီးဆိုင်လေးပေါ့ကျွန်တော်ကိုယ်တိုင်ပဲဆောက်ထားပါโอเคစလာနဲ့ပစ္စည်းပေါ့အမအုံးဖွက်ကြည့်တော့ရှိဘူးတို့ဒီမှာလည်းဘကနေနာကျူတာနဲ bro ငါဖန်နေချစ်ပါတယ် bro ငါမဟိတ်ပါဘူးငါဖန်နေမဟိတ်ပါဘူး bro လာနောက်နေဒါဆိုရင်ဘာလို့မင်းကို subscribe မလုပ်တဲ့ one day တွေဒါကိုတတ်မလို့လုပ်တာလဲ bro အမင်းတက်ခိုင်လို့တက်ဒါရီကတော့ तू ကပြောမှာပေါ့နော်ပူတတဒါဆိုရင်ကျွန်တော်ပစ္စည်းတစ်ခုဝယ်မယ်ကြည်တမ်းမှုဝယ်လိုက်ကြောက်ပါလဲမပါလားစောက်ပေါ်ကြည့်အောင်အမချက်စီအပေါ်ကနေခံထားတယ်ငါတော့ဘယ်လိုဖြစ်လို့ပူတတထည့်ရမှာလဲ3 စလုံးပြီးသွားပြီမလားဟုတ်ကဲ့3 စလုံးပြီးတော့ဟုတ်ကဲ့3ခုလုံးအမလေးပေးကြပါဒီမဲ့ဒီမှာခဏလေးဟိုပါလေဗီဒီယိုကောမပိတ်နေအောင်ခဏလေးဟုတ်ဒီပါမလို့မှာဒါဆိုဒါကျွန်တော်အိမ်လေးပေါ့နော်ကျွန်တော်နေမဲ့တကြီးအိမ်ဟုတ်တယ်မလားပူမှန်မလားတကြီးအိမ်ဒါမာကတ်ဒါကြတော့အထည်ဆိုင်ဒါကျွန်တော်တို့နေမဲ့နေရပြီးနောက်ပိုင်းညရင်လည်းတိုက်ကြီးတွေပါဒီဘက်မှာကျေးဇူးများတင်ပါတယ်လို့